ကျွန်တော်ဘာမှမပြောခင်မှာအရင်ဆုံးဗီဒီယိုကလစ်လေးနှစ်ခုအရင်ပြမယ်အခုပြသွားတာကရုပ်ရှင်တွေကရန်ဖြစ်တဲ့ဇာတ်ဝင်ခန်းဒါကတော့အပြင်မှာတကယ်ရန်ဖြစ်နေတဲ့ဗီဒီယိုအဲ့ဒီတော့မေးခွန်းကဘယ်ဟာကသရုပ်ဆောင်နေရလဲ What ဟာဒီဘဲကတော့လာစားနေပြီဟိုကရုပ်ရှင်သရုပ်ဆောင်နေတာဟိုကတကယ်ရန်ဖြစ်နေတာလေးလို့အပြောမစောနေဘူးမြတကယ်မေးတဲ့မေးခွန်းကဘယ်ဟာကသရုပ်ဆောင်နေလဲဆိုတာထက်သရုပ်ဆောင်နေဆိုတာကဘာလဲ Abandon my child အဲ့ဒီအကြောင်းကိုကျွန်တော်တို့စာအုပ်နှစ်အုပ်ကနေပြီးတော့လေ့လာကြည့်အောင်ဗျပထမစာအုပ်ကတော့ Konstantin Stanislavski ဆိုတဲ့ရုရှားပြဆက်ပညာရှင်တယောက်ကရေးတဲ့ Actor Prepare ဆိုတဲ့စာအုပ်ကဗျအဲ့ဒီစာအုပ်ကဗျပြဆက်တိမ်မှာဘယ်လိုသရုပ်ဆောင်အောင်မလဲဆိုတာကိုအသေးစိတ်လမ်းညွှန်ထားတဲ့စာအုပ်ဗျစာအုပ်တစ်အုပ်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်သူကအပြင်မှာလူတွေတကယ်လှုပ်ရှားပြောဆိုတဲ့ပုံစံကိုလေ့လာအဲ့ဒါတွေကိုပြဆက်မှာပြန်ပြီးတော့သရုပ်ဆောင်ပေါ့နော်အဲ့ဒီ theory ကလည်းကျွန်တော်တို့အခုချိန်ဒီရုပ်ရှင်တွေမှာအသုံးပြုတော့တကယ်လည်းလုပ်ဖြစ်တယ်ဒါရိုက်တာမြူဒီစီမြန်မာနိုင်ငံကိုလာပြီးတော့ Road to Mandalay ပြတဲ့အချိန်တုန်းကသူပြောသွားတဲ့စကားတစ်ခုလည်းကျွန်တော်မှတ်မိနေရဗျသူကလူတွေအများကြီးကိုအင်တာဗျူးတွေလုပ်ပြီးတော့အဲ့ထဲကနေဇလန်းတို့ဇက်ကောင်ကာရိုက်တာဖန်နေတာတော့ကိုသူကလုပ်တယ်အခုကျွန်တော်ပြောသွားတဲ့နည်းနဲ့အဆင်တူတယ်ပေါ့နော်ခုနကျွန်တော်ပြောသွားတဲ့ Stanislavski ရဲ့စာအုပ်ထက်နောက်ထပ်15နှစ်လောက်ကြာမှထွက်တဲ့စာအုပ်တစ်ခုရှိတယ်အဲ့ဒါကတော့လူမှုဗေဒပညာရှင် Arvin Kaufman ရဲ့စာအုပ်ဗျစာအုပ်နာမည်ကတော့ရှင်းလို့ဒီမှာပုံမှာကျွန်တော်ပြထားမှာဗျသူကပြောတာကြတော့ကျွန်တော်နေ့စဉ်ဘဝနေထိုင်ပြုမှုပြောဆိုပုံတွေကိုကတရုပ်ဆောင်နေမှု performance တစ်မျိုးပဲတဲ့ဥပမာအဖြစ်ဗျာတငယ်ချင်းချင်းဒါမှမဟုတ်ကျောင်းကဆရာမဒါမှမဟုတ်လေအထက်အရာရှိနဲ့အဲ့လိုမတူတဲ့ role တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကမတူတဲ့ performance နဲ့တရုပ်ဆောင်နေကြတယ်လို့သူကဆိုတယ်ဗျဒါအပြင်တရုပ်ဆောင်တွေကတရုပ်မဆောင်ခင်မှာ rehearsal လုပ်ကြတယ်လို့ပဲကျွန်တော်တို့ကလည်းခုနကပြောတဲ့ role တွေပေါ်မူတည်ပြီးတော့ဥပမာထားပါတော့ interview မသွားခင်တို့ဒါမှမဟုတ်ရှင်လည်းကောင်းမလေးနဲ့သွားမတိတ်ခင်တို့မှာကျွန်တော်တို့လည်းအစမ်းလေ့ကျင့်ကြတယ်လို့သူကပြောတယ်ဗျအခုမှတကယ်ပြောချင်တဲ့ဇလန်းကစတာဗျ media studies သမားတွေကနောက်ထပ်လေ့လာချက်တစ်ခုထွက်လာတယ်ဗျအဲ့ဒီလေ့လာချက်ကဘယ်လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တကယ်လူမှုပုံစံညမှာဖြစ်ပျက်နေတဲ့ပုံစံတွေကိုရုပ်ရှင်သရုပ်ဆောင်တွေကယူပြီးတော့သူတို့ရုပ်ရှင်ထဲမှာနည်းနည်း dramatize လုပ်ပြီးတော့သရုပ်ဆောင်လိုက်တယ်အဲ့ဒီရုပ်ရှင်တွေကသရုပ်ဆောင်ချက်တွေကိုလည်းကျွန်တော်တို့ကြည့်ရှုသူတွေကကြည့်ပြီးရုပ်ရှင်တွေကပြောတဲ့ပုံစံပြုမှုတဲ့ပုံစံတွေတိုင်းပြင်မာတွေ့ယူပြီးတကယ်လိုက်လုပ်ကြတယ်အဲ့ဒီလိုနဲ့ကျွန်တော်အခုပုံမှာပြထားတဲ့အတိုင်းမပြီးဆုံးနိုင်တဲ့တန်တရားပေါ့အဲ့လိုမျိုးပြန်လဲတယ်လို့သူတို့ကဆိုကြတယ်ဗျအဲ့ဒါအကြောင်းနဲ့တချို့ art film တွေမှာရည်ရွယ်ချက်ရှိရှိနဲ့ acting ကို short ထားတာ dialogue တွေကိုမသုံးမဲရိုက်တာအဲ့ဒါမျိုးတွေလုပ်ကြတာလည်းတွေ့ရမယ်ဗျအဲ့ဒီတော့နောက်တစ်ခါကျွန်တော်တို့ကရုပ်ရှင်ထဲမှာသဘာဝကျတဲ့သရုပ်ဆောင်ချက်တစ်ခုကိုတွေ့တဲ့အခါအဲ့ဒါကအပြင်လောကနဲ့နီးစပ်လို့သဘာဝကျနေတာလားဒါမှမဟုတ်အဲ့ဒီသဘာဝကျပါတယ်ဆိုတဲ့သရုပ်ဆောင်ချက်ကလည်းရုပ်ရှင်တွေကကြည့်ပြီးတော့အပြင်မှာအတူယူအသားကျပြီးသားကိစ္စလားအဲ့ဒါလည်းစဉ်းစားကြရပဲဗျနောက်တစ်ခုကရုပ်ရှင်တွေကသရုပ်ဆောင်တွေရဲ့ပြောပုံဆိုပုံတွေးခေါ်ပုံတွေကကျွန်တော်တို့အပြင်လောကထဲမှာဘယ်လောက်ထိနေရာယူအသားကျနေပြီလဲမိတ်ဆွေတို့ရဲ့အယူဆကိုအောက်က comment မှာရေးသွားပေးပါဦးဗျ